မင်္ဂလာပါခုရပိုင်းတွင်ပြောင်းနေနေကောင်းနေရတဲ့ကြားဗီဒီယိုပြန်ဖို့လဲစိတ်က down trend နေတော့အသေးစိတ်ပြောင်းလာလို့ပြန်ရိုက်တာပါဒီနေ့ကျွန်တော်ခင်ဗျားတို့လည်းမြင်ခဲ့တယ်ကျွန်တော်လည်းနည်းမြင်ခဲ့တယ် Bandy Fan တွေအကြောင်းပြောရအောင် I don't like where this is going. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. ဘာကြောင့် Bandy ကြိုက်ကြလဲမင်းစမစားစားတတ်လို့ဆိုတော့ပိတ်မနေပါနဲ့အဓိက2မျိုးရှိတယ် Bandy Fan တွေ Bandy ဖြစ်ကြတဲ့အကြောင်းရင်းကတစ်ချက်စောကြည့်တယ်နောက်တစ်ခုကဈေးကြီးတယ် What the fuck ပေါက်ကရလောက်တာခါတော့ပြီးတော့အတီးပြောပြရအောင်ကျွန်တော်တို့အခုဖုန်းတစ်လုံးပိုင်ပြီဆိုလို့ရှိရင်လူတွေအဓိကလောက်ကြတာကဖုန်းပြောဖို့ပဲအဓိကတတိယရဲ့အချိန်ဖုန်းလမ်းပြီးတော့ဆက်ချင်တာဒါပေမဲ့အခုခေတ်မျက်နှာပြင်အပြည့်နဲ့ဖုန်းတွေကနီးပညာတွေအလုံးလုံးပုံတွေအဲ့လိုစွတ်ပြီးမြောက်ထားတော့တကယ်ဆက်တွေနဲ့ဆက်တွေရှင်တဲ့ခါကျမှတိုင်ပတ်ကြော်ရတယ်ဖုန်းရကျင်လို့ရှိရင်တယောက်တော့တူစီပဲဖြစ်ဖြစ်မိဘတွေစီဖြစ်ဖြစ်ဆွေမျိုးတွေစီဖြစ်ဖြစ်တငယ်ချင်းတွေစီဖြစ်ဖြစ်လို့ဆက်တွေဖို့အတွက်တုံးကျင်တာဗျာ Oh hi Mark ဒါပေမဲ့ဘေးရှိပြန်တော့လေအဲ့လိုပုံစံမျိုးအခက်ခဲရှိတော့ကြတော့ကျွန်တော်တို့အဓိကဆက်တွေဖို့ကိုအစင်မပြေတော့အမှဆက်တွေဖို့ internet ရဲ့ Facebook တို့ TikTok တို့ Instagram Snapchat Telegram စတဲ့အကောင့်တွေကနေပြီးကျွန်တော်တို့ reach out လုပ်ကြရတယ်ဆက်တွေကြရတယ် RB လာနေကောင်းလား အရင်ခေတ်တုန်းကတော့ဒါတွေကအဆင်ပြေပေမဲ့ကျွန်တော်တို့လက်ရှိကာလမှာကျတိုင်ဘက်တွေဗျာဒါတွေနဲ့ဆက်တွေရတာအစင်မချောတော့ကျွန်တော်အမေတို့ခေတ်ကဆိုလို့ရှိရင်ဘယ်တော့ဆိုလဲဆို internet ဆိုတာကို just Facebook လို့ပဲသိကြတာဗျာမယုံဘူးအဲ့လိုပြောကျွန်တော်မယုံအဲ့ခေတ်တော့ဆိုသတင်းစာတွေ journal တွေ magazine တွေကကျွန်တော်ပတ်စံသုံးပြီးဖတ်ကောင်းလေးချောချောလေးကောင်းမလေးချောချောလေးမြင်လို့ရှိရင်အဲ့လို journal တွေမှာတွားကြည့်မှာကောက်ကြောင်းလာနေမြင်ရအဲ့လိုပုံစံမျိုးခေတ်ဗျာအဲ့ဒါကနေပြီးတော့1500ရန်စင်ကက်တွေပေါ်လာတယ်။လိုက်ကလည်းစားလိုက်တာသမင်းလည်းလမ်းဖို့သေးဘူးစိတ်ကြတဲ့စောက်မနေနဲ့ MPT နဲ့ဖုန်းဆက်ဒီဒါဈေးကလည်းကျသွားတယ် ဟုတ်အင်တာနက်တကယ်မြန်တယ်လေစင်ကတ်ရှိလားဝမ်မကာဘိုင်ကို6ကျန်နဲ့ Oridu Everyday တကီလုံးမှာအမြန်ဆုံး internet 1 month ကို6ကျက် 3G နဲ့ check set အရှိန်အောင်နဲ့တိုးတက်နေမြန်မာပြည်ရဲ့အကြီးမားဆုံး 3G ကိုရနဲ့အချိန်မရွေးစက်သွယ်လိုက်ကြစို့ရှေ့တို့လမ်းချီမြန်မာပြည်ဆိုတော့လူတွေက Facebook ကိုတုံးရင်နဲ့ Facebook ကို internet ကိုထင်သွားတယ်ဗျာကျွန်တော်မှတ်မိသေးတယ်လို့ကျွန်တော်အမေဆို Facebook သုံးဖို့အတွက်ဆိုပြီး internet line ရတာ fiber line ရတဲ့ computer ရင်သွားပြီးတော့ဗျာ Facebook ကောင်လေးဖွင့်ပြပါအောင်ဘာလို့ညာအောင်ဆိုပြီးပတ်စံ3-5တောင်ပေးရတဲ့ခေတ်ရှိခဲ့တယ်ခင်ဗျားတို့လည်းမြင်ပါဗောနော်အဲ့မှာတခုကောင်းသွားတာကဒီတော့တို့ internet cave လို့သုံးတဲ့မြစ်ဆက်တွေကတော့ internet ကိုသုံးပြီးတော့ဘယ်လိုပတ်စံရှာမလဲတို့ online shop လုံးမလားဆိုပြီးတော့သူတို့ကတိသွားကြပြီးညံလင်းပွင့်သွားပြီးတော့သူတို့တော့ရွှေ့ခက်ပဲအဲ့လို Facebook ကို internet လို့ကျွန်တော်တို့ထင်သွားကြတဲ့အခါကျတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းစိတ်မကောင်းစရာကိစ္စတွေအများကြီးဖြစ်သွားတာရှိတယ် The new bombshell investigation exposes Facebook's growing struggle to tackle hate speech in Myanmar. Will actually preload Facebook on there for them and open an account for them. And so when people get their phone, the first thing they open and the only thing they know how to open is Facebook. အဓိကကျွန်တော်မြန်မာနိုင်ငံကလူတွေက internet ဆိုတာကိုနားမလဲကြဘူးနားမလဲတော့သုံးတိုင်းတိုင်းနေပတ်တယ် application ရှိလို့တာစာပို့နေရဗျာတခုဖြစ်လို့ရှိရင်ဘယ်သူအဖေခေါ်ရမလဲအမေခေါ်ရမလဲမလုပ်တတ်ကြတော့ ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ မလေးမကူညီပါအောင်မလေးအခုဘာဖြစ်သွားလို့ညာဖြစ်သွားလို့အခုဖုန်းကြီးကဘယ်လိုဖြစ်သွားလဲအခုကောင်းကြီးခက်ခက်ဂျားရအဲ့လိုအကောက်ခက်ခံရတာတော့ flip ထားတဲ့ conversation ကြီးရလို့မမတို့ပပတို့မသိအောင်ဆိုလို့ရှိရင်ဗျာတို့ app ကို uninstall လုပ်ကြရင်လည်းအကောင်းကြီးမိသွားတို့ operator အကိုကြီးမာကြီးစားလို့နော် two factor ကြီးခံပြီးတော့ one time password ကြမလာတော့တာတို့ကောင်မလေးကကိုကောင်စကောဝက်ကိုအခုကလူငယ်ဆိုရှိရဗျာဒီလားကောင်မလေးကိုစကောဝက်ပေးထားတာ Facebook ကောင်ဘေးကောင်သုံးအဲ့ကကြအဲ့ကိုဆိုဝက်စကောဝက်ကိုချင်းသွားလို့ရှိရင် TV ဆရာအဲ့အကောင့်ဟောင်းရလေ conversation တို့တချို့အဆက်တွေတွေကပြန်မရတော့ဆင်းမရအဲ့ဒီအချိန်မှာ iOS သုံးတဲ့သူတွေကကြာနည်းနည်းအခွင့်အရေးရတယ်ဗျာ We do not care. ဘာဖြစ်လို့လဲဆိုတော့ तू က iOS သုံးပြီဆိုလို့ရှိရင် social နဲ့ပတ်သက်ပြီးတော့ networking လုပ်ဖို့အတွက်အကောင့်ဖွင့်မယ်ဆိုဖွင့်ရတာမခက်ဘူး
နောက်တစ်ချက်ကကြတော့ OTP တွေဆိုလို့ရှိရင်သူက protocol ကောင်းလို့ OTP တွေဆိုလို့ရှိရင်သူ့အနေနဲ့ protocol ကောင်းကောင်းရှိရလို့ထင်တယ်အဲ့ဒါကြောင့်မလို့အကြမြင် What? Bro, what are you talking about, man? အခုဆိုလို့ရှိရင် tutorial ပေါ်တယ်ဗျာကုညီပေးမဲ့သူများတယ်ခင်ဗျအဲ့လိုပြောကြမှာပါ Android မှာအဲ့လိုမရှိဘူးလားပေါ့ဒီနိုင်ငံတော် brand Xiaomi တို့ဟမ်မြေတာရှင်မာလေးကဒရိုတာကားလေးရလို့မုံဆုံးမာလေးကိုခင်းကကားလေးလို့ဖုန်းတစ်ခုကို series ရရှေးဂျားတွေက naming system တပြိုကြီးနဲ့လို့လုပ်တဲ့ Android ဖုန်းလောကကြီးကနေပြီးတော့ခင်ဗျမင်းရောဒါကြီးကဘယ်လိုကောင်းတာဘယ်လို high လို့ရတာပြီးတော့ Vivo လို့ Oppo လို့ဆိုလို့ရှိရင်ဘယ်လိုကောင်းတာ Vivo Oppo ဆိုလို့ရှိရင် OS မှာတင်တော့ဝဲဆွဲနေရဗျာပြီးတော့ Vivo Oppo ကင်မရာဆိုလို့ရှိရင်ကိုယ့်ကိုဘယ်လောက်ထိရုပ်ချောမလဲဆိုပြီးတော့ဒီကကင်မရာဖုန်းမရှိဘူးလို့ပဲသုံးပြလောက်မယ်မြန်မာနိုင်ငံမှာထပ်ပြီး promotion တွေစင်းနေတယ် Techno တို့ Infinite တို့ကိုင်နေတဲ့သူတွေဆိုလို့ရှိရင်ကိုင်နေရအတိဆုံးဖြစ်မှာဗျာအရေးမရဖက်မြတ်လို့ရှိရင်တော့အဆင်ပြေဗျာဒါပေမဲ့တပည့်အတီးကြီးတွေလောက်တော့မယ်ဆိုလို့ရှိရင်အဲ့လိုဖုန်းတွေကသုံးရတာအဆင်မပြေတော့သွားလို့ရအပြန်လာလို့မရတော့ဆိုဖြစ်နေတာအဲ့လိုမျိုးတပုံတဘွားဖြစ်နေတဲ့ဒီ Android device တွေကနေလှမ်းပြီးတော့အကောင့်ဖွင့်တာတဲ့ naming system တစ်ခုခုကောင်းကောင်းရှိရဲ့ iOS device ကနေလှမ်းဖွင့်တာက Facebook တို့ TikTok တို့ Telegram တို့အဲ့လို company တွေအတွက်လည်းခေါင်းမရှုပ်စေဘူးပြီးတော့ဖုန်းကိုဆက်တွေ device ဖြစ်ပြီးတော့သုံးချခြင်းတယ်လူတွေအတွက်ကျွန်တော်ဆိုအဲ့လိုသုံးခြင်းတဲ့လူတွေပါတယ်ဗျာအဲ့လိုမျိုးလူတွေအတွက်ဆိုလို့ရှိရင်လေကိုဆက်တွေခြင်းတဲ့လူကိုဆက်တွေခြင်းတဲ့အချိန်မှာတိတိကျကျဆက်တွေလို့ရတယ်ဘက်ကဘလော့ထားတာတို့ဒါမှမဟုတ်လို့ရှိရင်လေဘန်းသွားလို့ စွန့်လို့ချင်းတရားဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်အဲ့ဒီမှာဆိုရင်တရားတွေအများကြီးကြာလာတယ်အဲ့ဒီတရားလေးတွေကိုတရက်တစ်ပုတ်တေချာပေါက်လေးနားထောင်ပေးသွားပေါ့နော်ညာတိုင်းနားထောင်ပေးသွားလိုက်ပါဒါဆိုရင်တော့တနေ့နေ့မှာပြန်ပြီးတော့ဖြေလာနိုင်မယ်လို့ယုံကြည်ပါတယ်နော် အဲ့လိုဖြစ်လာတော့ကျွန်တော်တို့ဒီလူငယ်တွေမှာလူငယ်ဆိုတော့ကျွန်တော်လည်းလူငယ်ပါပဲနောက် generation ပေါ့အဲ့ generation ကလူငယ်တွေကဒီ phone brand ဆိုရပိုးဖြစ်လာတယ် iPhone မှာမကင်မနေရ flash မှာမကင်မနေရအဲ့လိုမျိုးဖြစ်လာတဲ့အကြောင်းပြချက်ကလည်းအဲ့ဒါအစားပဲကျွန်တော်တို့တွေ device တစ်ခုကိုသုံးလို့မယ်ဆိုလို့ရှိရင်အဓိကအသုံးဝင်ခြင်းတယ်ဗျာသုံးဝင်တာကြီးသုံးနေရအဆင်မပြေဘူး just have to say that you're fine when you're not really fine but you just can't get into it because they would never understand သုံးဝင်တာကြီးကိုတချို့လူတွေအရန်ဆွဲလန်းနေကြတယ်ဗျာကိုယ်မသုံးချင်မအောင်ဆိုလို့အရန်ဆွဲလန်းကြတယ်လူတွေတပုံကြီးရှိတယ် မစနဲ့ကွာ အဲ့လိုမျိုး competitive ဖြစ်လာကြတော့လေ phone brand ဆွဲရတယ်လည်းများလာတယ်ခုနောက်ပိုင်းဆိုလို့ရှိရင် tutorial များ Apple ကို push လုပ်လာကြတယ် Apple မဟုတ်လို့ရှိရင်လည်းဒီ flagship phone လေးကင်ကြပါစကန်လေးဝဲကင်ကြပါ flagship phone စကန်ဝဲကင်ကြပါဆိုတာကလည်းဒီကိစ္စတွေကြောင့်ဖြစ်လာတာဗျဖုန်းအသစ်တွေကကြီးလို့လားတက်နေတာဗျတကယ်သုံးမယ်ဆိုလို့ရှိရင်သုံးဖို့အတွက်ကအဆင်မပြေတော့တချို့စကန်ဖုန်းတွေလောက်အဆင်မပြေတော့အဓိကထည့်ထားတဲ့ SoC ကဝဲဆွဲနေတာပေါ့ဘာမှစလို့မရခင်ဗျထော်လာကြီးတခြင်းနဲ့ Ferrari ရှင်းမောင်းနေရတယ်လို့ပဲထော်လာကြီးတခြင်းနဲ့ဗျာ Ferrari နဲ့ဆင်မယ်ဆိုလို့ရှိရင်ဘယ်တော့နေ Ferrari ကတော့ပုံမြန်ပါပဲလမ်းမကောင်းလို့သူပေါက်ကြရအဖြစ်ဖြစ်သွားလိမ့်မယ်ဗျာမြန်နာမြန်ပါအဲ့လိုပုံစံမျိုးကြောင့်ကျွန်တော်တို့တွေကခုနောက်ပိုင်းဘယ်လို push လုပ်လာလဲဆိုတော့ဒီ SoC ကောင်းရှိရဲ့ဖုန်းကိုစကန်ကိုဝဲကင်ခြင်းဝဲမကင်ခြင်းလို့ရှိရင်ဒီဟို flagship phone လုံးဝယ်ဖို့ပတ်စံစီတော့ flagship phone တော့ဝယ်ပုံမှန်ဖုန်းဝယ်မယ်အစားပေါ့နော်အဲ့လိုမျိုး push လုပ်လာရရှိရဲဒါပေမဲ့အဲ့လို push လုပ်လာတဲ့လူတွေကလို့မင်းတို့ကဘာလဲချမ်းသာလို့ကဘာလဲညာအဲ့လိုဖြစ်လာတော့ဗျာနောက်ဆုံးပိုင်းကျွန်တော်စနေနေပဲလူတော်တော်များဆိုရင်အဲ့ Apple ဝယ်ကန်လိုက် Apple ပဲကောင်းတယ်အဲ့လိုမျိုးဖြစ်လာပေါ့နော်အဲ့အကြောင်းမလို့အဲ့လိုဖြစ်လာတော့ဟိုအရှုံမုံကြတဲ့သူတွေကလည်း Apple fan မျိုးပို့ပြီးမုံလာကြတယ်ဒါကတော့အရှိတရားပေါ့ဆိုတော့ကျွန်တော်ပြောတဲ့အချက်တွေကိုဒီ account တွေမဖွင့်ခင် social media account တွေမဖွင့်ခင်ကျွန်တော်ချစ်သူတွေစီချစ်ရတဲ့သူတွေစီမိဘတွေစီအဲ့လိုမျိုးမဆက်တွေခင်စဉ်းစားမိကြလားလက်ရှိမှာရောခင်ဗျာဘယ် device ကို daily use အနေနဲ့သုံးပြနေလဲကျွန်တော်မပြောလိုက်မိတဲ့အချက်တွေပါရှိနေမလဲဆိုတာကိုဒီဗီဒီယိုမှာဆွေးနွေးညှိနှိုင်းသွားလို့ရပါတယ်နောက်တော့မှပြန်တွေ့ပါကြာတာပေါ့ကျွန်တော်က view rate အရင်ပြင်းနေတော့ဘာမှရတော့ edit လို့ဒီအများကြီးဖြစ်သွားတာရှိတယ်တော့ရ bro ငါပြောင်းနေတယ်ပြောင်းလဲမင်းမကူညီပါအောင်နေ